လူမလိုပဲအော်တိုရေတင်ပေးမယ်ဝါတာမိတ်အော်တိုရေတင်ဆက်ကလေးပါမိမိအိမ်မှာရှိထားပြီးသားရေမော်တာနဲ့ရေကန်တွေမှာတွဲဖက်တက်ဆင်အသုံးပြုရမယ့်အော်တိုကွန်ထရိုလာလေးဖြစ်ပါတယ်အခုလိုရေကန်ထဲမှာ water sensor အဆင့်တွေကိုသတ်မှတ်တက်ဆင်ရမှာဖြစ်ပါတယ်ရေကန်ထဲမှာရေရော့လာပြီဆိုရင်အခုလို60ရာခိုင်နှုန်း40ရာခိုင်နှုန်းစသဖြင့်စက်မှာပြပေးမှာဖြစ်ပြီးသတ်မှတ်ရေ level အောက်ကိုရေရော့သွားပါကရေမော်တာကိုအော်တိုလေပတ်စေပြီးရေဖြည့်ပေးသွားမှာပါရေလေဘယ်ကတဖြည်းဖြည်းပြည့်လာပြီး60ရာခိုင်နှုန်း80ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းရောက်လို့ရေပြည့်သွားရင်တေးချအောင်ခဏဆောင်ပြီးရေမော်တာကိုအလိုလျောက်ရပ်တန့်ပေးတော့မှာဖြစ်ပါတယ်အခုလို function တွေနဲ့မလုံးလောက်သေးပါဘူး water main မှာမီးအားလွန်ခြင်းမီးအားကျခြင်းရေမလိုက်ခြင်းများအတွက်ရေမော်တာကိုကာကွယ်ပေးမယ်တိကျတဲ့ safety function တွေပါဝင်လို့ water main ကိုယုံကြည်စိတ်ချစွာတက်ဆင်အသုံးပြုလို့ရပါတယ်ခင်ဗျာ